လာပါကျွန်တော်ဒီပုံစံလေးကိုတွေ့ကြည့်အောင်ပေါ့နော်ဒီပုံစံလေးကဘာလဲဆိုတော့ကျွန်တော်ဒီမှာ print တစ်ခုရှိရပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလှုပ်တဲ့အချိန်မှာသုံးတဲ့လေကားလိုမျိုးပေါ့နော်အဲ့လိုသဘောမျိုးပေါ့ဒီ 3D print တစ်ခုရှိရပေါ့ဆိုတော့ဒီ print လေးမှာကျွန်တော်ဒီမှာကျွန်တော်ဒီ150 newton ရှိတဲ့ force တစ်ခုဒီ point B မှာတက်ရောက်နေတယ်ပေါ့နော်point B မှာရှိတဲ့ဒီ pin မှာတက်ရောက်နေတယ်အဲ့ဒါရှိမယ်ကျန်တဲ့ဟာတွေကတော့ကျွန်တော်ဒီဘက်မှာကျွန်တော် pin နဲ့ support လုပ်ထားတယ်ဒီဘက်မှာကျတော့ကျွန်တော်တို့က angle line နဲ့ပေါ့နော်ဒီ60 degree angle line လုပ်ပြီးတော့ဒီ roller နဲ့ support လုပ်ထားတယ်ပေါ့ဒါပဲပေါ့အဲ့တော့သူလိုချင်တာကသူသိချင်တာကဘာလဲဆိုတော့ဒီ pin ကြောင့်ဖြစ်တဲ့ဒီ member ADB ပေါ့နော်ဒီ ADB ဆိုတဲ့ member အဲ့ member စီမှာဒီ pin ကြောင့်ဖြစ်တဲ့force ပေါ့အဲ့ force ကိုရှာမှာဆိုတော့အဲ့ force ကဘယ်လိုမျိုး force ဖြစ်မလဲဆိုလို့ရှိရင်သူကဒီ pin ကြောင့်ဖြစ်တဲ့ force ဆိုတော့ကျွန်တော်ကတနည်းအားဖြင့်ဒီ pin ကိုပြတ်ထွက်စေမဲ့ force ဖြစ်တယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်ကဒီ member ကိုဒီပြတ်ထွက်စေမဲ့ force ပေါ့နော်အဲ့ force ကိုပြောတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီမှာရှိတဲ့ force ကိုဒီ member စီမှာရောက်လာမဲ့ force ကိုသိချင်တာဒီ pin ကနေပြီးတော့တစ်ဆင့်ရောက်လာမဲ့ force ကိုသိချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့က pre-rotor ကန်ဆွဲရမယ်ကိုလိုချင်တဲ့ member ကိုရွေးပြီးတော့ pre-rotor ကန်ဆွဲရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင် ADB ကိုကျွန်တော်ဆွဲလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ A ဆိုတဲ့ point မှာကျွန်တော်တို့ reaction တစ်ခုရှိမယ် B ဆိုတဲ့ point မှာ reaction တစ်ခုရှိမယ် D မှာတော့ကျွန်တော် reaction တစ်ခုပဲရှိမယ်အဲ့တော့ဘယ်လိုလဲဆိုတော့ဒါ two force member လို့ခေါ်တယ်ပေါ့နော် two force member DE ကဒါ two force member ဖြစ်တယ်ဆိုတော့ဒီ two force member အကြောင်းကကျွန်တော်အရင်ဗီဒီယိုတွေမှာတော့ဒါပါခဲ့တယ်ပေါ့နော်ကျွန်တော်ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် two force member ဆိုတာကဒီသူ့ရဲ့ဒီ member တောက်လျှောက်မှာပေါ့နော်ဒီ axis တောက်လျှောက်မှာ force နှစ်ခုပဲရှိတယ်အဲ့ force နှစ်ခုကလည်းဒီ axis တစ်ခုတည်းမှာပဲရှိနေတာပေါ့နော်ဆိုတော့ဒါမျိုး two force member လို့ခေါ်တယ်အဲ့တော့ကျွန်တော်ဒီ member ကိုကျွန်တော်ဆွဲထုတ်ပြီးတော့ pre-rotor ကန်ဆွဲပြီးတော့analysis လုပ်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်က two force ပဲရှိအောင်တွေ့ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုကျွန်တော်အရင်စမ်းကြည့်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုပါတော့ဒီ DE ပေါ့နော် DE ကိုကျွန်တော်ဆွဲထုတ်လိုက်တယ်ဟိုဒီမှာ D ရှိမယ်ဒီမှာ E ရှိမယ်ဒီ distance ကတော့တိတ်ရေးမယူတခုထားပါတော့ L လွဲထားရတော့မယ်နော်ပြီးလို့ရှိရင်အဲ့ဒါပဲအဲ့တော့ကျွန်တော်ဒီစီမှာဒီနောက်မှာကျွန်တော်က pin connection ရှိတယ်ဖက်မှာ pin connection ရှိတယ်အဲ့တော့တကယ်ဆိုလို့ရှိရင်တော့ဒါ force က pin connection ရှိတယ်ဆိုလို့ရှိရင် reaction ကဒါနှစ်ခုရှိမှာပေါ့နော်အဲ့တော့ဒီဘက်တစ်ခုရှိမယ် particle မှာတစ်ခုရှိမယ်ဒီဘက်မှာလည်းအတိုင်းပဲဒါမျိုးပေါ့ okay နှစ်ခုစီရှိမယ်အဲ့တော့ကျွန်တော်တို့ကဒီဟာကိုရှာလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် summation x နဲ့ရှာရတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနှစ်ခုကဒါdx နဲ့ ex နဲ့ညီမှာ summation f1 ဆိုလို့ရှိရင်လည်း dy နဲ့ ey နဲ့ညီမှာအဲ့တော့ဖေးမထွက်သေးဘူးဒါပေမဲ့ moment လဲမယ်ဆိုလို့ရှိရင်ဘောနော်ဒီ summation md ဆိုပြီးတော့လောက်လိုက်မယ်ဆိုလို့ရှိရင်equal to 0ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဘယ် force ကလဲမှာလဲဆိုလို့ရှိရင်ဒီမှာ moment လဲမယ်ဆိုတော့ကျွန်တော် e ဆိုတဲ့ force ကလဲမှာဆိုဒီဆိုတော့ ey ကလဲမှာပေါ့နော် eh ကတော့မလဲနိုင်ဘူးဘာလို့ဆိုတော့သူကဒီ a ကိုဖြတ်သွားတာမဟုတ်လို့ eh ကမလဲနိုင်ဘူးအဲ့တော့ ey လဲမှာဆိုတော့ ey ကဒီအဲ့နဲ့မြောက်ဝင်ပေါ့နော်အဲ့တော့ကျွန်တော်က ey အမြောက်ဒီမှာရှိတဲ့ l ဆိုလို့ရှိရင် equal to 0အဲ့တော့ကျွန်တော် ey က0ပဲရှိတယ်E1 equal to 0ပေါ့နော်ဆိုတော့ E1 0ဆိုလို့ရှိရင်ကျွန်တော်က D1 လည်း0ဖြစ်တယ် E1 0 D1 အဲ့ကြောင့်မလို့ကျွန်တော်ဒီမှာ two force ပဲရှိတာပေါ့နော်အဲ့တော့ DH equal to EH ဆိုတော့ two force ပဲရှိတယ်အဲ့ဒါကိုကျွန်တော် two force member လို့ခေါ်တာပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမှာပြန်စစ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ two force member ရှိတယ်အဲ့ကြောင့်မလို့ကျွန်တော်ဒီဘက်မှာ reaction တစ်ခုရှိမယ်ဒီမှာ reaction နှစ်ခုရှိမယ်ဒီမှာနှစ်ခုရှိမယ်အဲ့ reaction 5ခုရှိသွားမှာဒါဆိုလို့ရှိရင်ကျွန်တော်ကရှင်းရတာမလွယ်ဘူးကျွန်တော်ဒီမှာ equation က3ခုပဲရှိတယ် reaction ကဒါ5ခုပြသွားမယ်ဆိုလို့ရှင်းလို့အဆင်မပြေဘူးအဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီမှာ ADB ကိုမဆွဲခင် pre-rotor ကမဆွဲခင်မှာကျွန်တော်ဒီ whole structure ကိုအရင်ဆွဲလိုက်မယ်အဲ့ဒါပို့ပြီးတော့အဆင်ပြေလွယ်စေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ whole structure ကို pre-rotor ကဆွဲလိုက်မယ်အဲ့တော့ဘယ်လိုဆွဲမလဲဆိုလို့ pre-rotor ကဆွဲဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကဒီ member ကိုကိုဆွဲရှင်တဲ့ member ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် frame တစ်ခုလုံးကိုယူလိုက်ပြီးတော့ကျွန်တော်ဒီစာတွေကို support လို့ဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့ support တဲ့နေရာမှာကျွန်တော် reaction တွေပေးလိုက်တာပေါ့နော်
အဲ့ဒါပဲပေါ့အဲ့တော့ကျွန်တော်ဒီမှာ suppose ဒါဒီ pin support ကျွန်တော်ဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့သူ့စီမှာကျွန်တော် reaction တစ်ခုရှိမယ်ဟုတ်နော်ဒါဆို AY ရှိမယ်ဒီဘက်မှာကျွန်တော်တို့က AX ရှိမယ်ပေါ့AX A1 ဆိုပြီးတော့ခုရှိမယ်ဒီ C မှာကြတော့ကျွန်တော်တို့ကဒီ force နဲ့အပြိုင်ပေါ့နော်ဒီ plane နဲ့ဟိုတောင်းမှန်ကြတယ် sorry plane နဲ့တောင်းမှန်ကြတယ် force တူရှိနေမယ်သူကြတော့ကျွန်တော် C လို့ခေါ်တာအဲ့တော့သူကဒီ plane ကဘလောက်ဒီ horizontal plane ကိုဘလောက်နဲ့စောင့်တာလဲဆိုလို့ရှိရင်သူကဒီဘက်မှာဒီ roller သွားနေတဲ့ plane ကဒါ60အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ force ပြန်လာမယ့် plane ကဒီကောင်ကိုဒါမျိုးလို့လိုက်မယ်ဆိုလို့ဒီကောင်က30ဖြစ်တယ်ပေါ့နော်ဒီ reaction force ရှိမဲ့နေရာ reaction ရှိမဲ့နေရာဒါ reaction မဲ့ plane ကဒါ30ဖြစ်တယ် okay ပေါ့နော်တလောက်ရမှာဒါဆိုလို့ရှိရင်သူကဒီ the whole structure ရဲ့ fluid diagram ဒါပေးသွားပြီဒါဆိုတော့ကျွန်တော်တို့ကတွက်ကြည့်လို့ရရင်ပေါ့နော်အဲ့တော့ဘယ်ကနေစတွက်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ summation fh ပေါင်းလို့ရတယ် f1 ပေါင်းလို့ရတယ်ဘာလို့ကျွန်တော်ကတော့ဒီ moment အရင်လဲလိုက်မယ် moment လဲလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ fh ပဲဖြစ်ဖြစ် f1 ပဲဖြစ်တခုထွက်လာမယ်ပြီးတော့မှကျန်တဲ့ဟာကိုဆက်ပေါင်းမှာပေါ့နော်အဲ့တော့ကျွန်တော် moment လဲမယ်ဆိုလို့ရှိရင်ဘယ်နားမှာလဲမလဲဆိုလို့ရှိရင်ကျွန်တော် c မှာလဲလိုက်မယ် a မှာလဲလဲရတယ် c မှာလဲလဲရတယ်ပေါ့နော်အဲ့ကျွန်တော် c မှာပဲလဲလိုက်okay အဲ့တော့ summation mc equal to 0အတွက်ပေါ့နော် summation mc equal to 0အဲ့တော့clockwise ကို positive နဲ့ယူမယ်ဒါဆိုလို့ရှိရင် c ကို moment c မှာဟို moment ဖြစ်စေမဲ့ force တွေကဘာရှိမလဲဆိုတော့ကျွန်တော် AX ကတော့မဖြစ်နိုင်ဘူး AX ကသူကဒီသူ H က c ကိုဖြတ်သွားတာမဟုတ်လို့မဖြစ်နိုင်ဘူးအဲ့တော့ A1 ဖြစ်မယ် A1 ကကြတော့ဒါမှပတ်လည်မှာဆိုတော့ clockwise နဲ့လည်မှာပေါ့နော်အဲ့တော့ A1 ကသူ့ရဲ့ distance ကဘယ်လောက်ဖြစ်မလဲဆိုတော့ဒီမှာ3 မီ3 မီတာပေါ့3 မီတာပေါ့3ရှိမယ်ဒါ A1 လဲမယ်ပြီးလို့ရှိရင်နောက်ထပ်ပါ force ကလဲမယ်ဆိုလို့ရှိရင်150ဆိုတဲ့ force အဲ့တော့150 force ကဒါမှပတ်လဲမယ်သူလည်းပဲ plus နဲ့ပေါ့နော် counter သူလည်းပဲ clockwise ဆိုတော့ plus နဲ့ပဲအဲ့တော့သူက150သူက moment angle ဘယ်လောက်လဲဆိုတော့4 မီတာဖြစ်4 မီတာဖြစ်တာequal to 0ပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် A1 ထည့်လိုက်ပြီပေါ့နော် A1 equal to ကျွန်တော်ဆိုဒီဘက်မှာရေးလိုက်နော်အဲ့တော့ A1 equal to ဘယ်လောက်ဖြစ်မလဲဆိုလို့ရှိရင်600ဆိုတော့ဒီမှာ200ပေါ့200သူကဒီမှာအပေါင်းဆိုတော့ minus နဲ့ထပ်မှာပေါ့နော် minus 200 newton အဲ့တော့ကျွန်တော်ဒီမှာရှိတဲ့ A1 ကဒါအပေါ်ပြထားတာဒါပေမဲ့သူကထွက်တာ minus ထွက်တယ်ဆိုတော့သူရဲ့မြကတကယ်ကအောက်ဘက်ကိုဆင်းမဲ့သဘောပေါ့နော်အောက်ဘက်ကိုဆင်းရမယ်ဒါဆို200 A1 ရပြီအဲ့တော့ A1 ရပြီဆိုလို့ရှိရင်ကျွန်တော်တို့AX ကိုထပ်ရှာလို့မရသေးဘူးကျွန်တော်ကဟိုဒီ C ကိုရှာလိုက်မယ်ပေါ့နော် C ရှာဖို့တက်ဆိုလို့ရင်ကျွန်တော် summation f1 equal to 0နဲ့ပေါင်းလိုက်မယ် summation f1 equal to 0အပေါ်တက်လို့ရှိရင်အပေါင်းနဲ့ယူမယ်အဲဆိုလို့ရှိရင် A1 ရှိမှာပေါ့နော် A1 ဆိုတော့ A1 ရမှာတော့တခါတည်းဒီ200ထည့်လိုက်မယ်200ဆိုရင်သူကတော့ negative ပေါ့နော် minus 200ရှိမယ်ပြီးလို့ရှိရင်ကျွန်တော် particle မှာရှိမလဲဆိုတော့ဒီ C ကတော့ကျွန်တော်အပေါ်တက်နေတာ plus သူက C ရဲ့ဒီ particle component ဖြစ်မှာ C ရဲ့ဒီ particle component ဆိုဘယ်လောက်ရှိမလဲဆိုတော့ particle component ပေါ့နော်အဲ့တော့ horizontal component ကဒါဆိုလို့ရှိရင် horizontal component က cos 30ဖြစ်မယ် cos sin 30 sorry C cos 30ဖြစ်မယ်အဲ့တော့ particle component က C sin 30ဖြစ်မယ်အဲ့တော့ C sin 30ဖြစ်မယ် equal to 0ပဲပေါ့နော်သူက particle နောက်ထပ်မရှိတော့ဘူးအဲ့တော့ C ကိုလိုချင်တယ်ဆိုလို့ရှိရင် sin 30က 0.5 ဆိုတော့ 0.5 နဲ့စလိုက်မယ်ဆိုလို့ရှိရင်400ရမယ်ပေါ့နော်400 newton ရမယ် plus နဲ့ပေါ့နော် okay အဲဆိုလို့ရှိရင် C ရပြီဆိုတော့ကျွန်တော်နောက်ထပ်တစ်ခုသိဖို့လိုတာက AX ပဲကျန်တော့ AX အဲ့တော့ကျွန်တော် summation f for x equal to 0နဲ့တက်မယ် summation f for x equal to 0ညာဘက်တော့လို့ရှိရင်အပေါင်းအဲ့တော့ AX ရှိမယ်ပြီးလို့ရှိရင် plus 150ဆိုတဲ့ force ရှိမယ်150ပြီးလို့ရှိရင်နောက်တစ်ပါရှိမလဲဆိုတော့ဒီ C ရဲ့ horizontal component အဲ့တော့ minus
C က400ဖြစ်နေပြီ400 original component က cos 30အဲ့တော့ဒီဟာကိုကျွန်တော်ရှင်းလိုက်မယ်ဆိုလို့ရှိရင် AX တန်ဖိုးထွက်လာမှာအဲဆိုလို့ရှိရင်ကျွန်တော်196.4 196.4 နျူတန်ရမယ်ပေါ့နော် AX A1 ရသွားပြီပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ member ကိုကျွန်တော် free rotator ကန်တည်တံဆွဲလို့ရပြီပေါ့နော်အဲ့တော့ okay အဲ့တော့ကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော် ADB ဆိုတဲ့ member ကိုယူပြီးတော့ free rotator ကန်ကျွန်တော်ဒီမှာဆွဲလိုက်မယ်ဒီဟာပေါ့ဒီကကျွန်တော် ADB ပေါ့နော် sorry ရပြီအဲ့တော့ကျွန်တော်ဒီမှာ A ရှိမယ်ဒီနားလေးမှာကျွန်တော် D ရှိမယ်ဒီမှာ B ရှိမယ် okay ဒါ B ဒါ D ဒါ A အဲ့တော့ A မှာကျွန်တော် AX A1 ဘယ်လောက်လဲဆိုဒီမှာတခါတည်း minus အောက်ပေါက်ရေးလိုက်မယ်နော် A1 က200နျူတန်ရှိတယ် AX ကကျွန်တော်196 4 နျူတန်ရှိတယ်D ကကြတော့ကျွန်တော်ခုနပြောတဲ့2 force မှာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကြတော့ force တစ်ခုပဲရှိရပါတော့အဲ့တော့ DX ပဲရှိရပြီးလို့ရှိရင် B ဒီဘက်မှာကျွန်တော်က BX B1 ရှိမယ်ဒါမျိုးပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ force ကိုရှာမှာ BX နဲ့ B1 ကိုရှာမှာနော်သိချင်တာ BX နဲ့ B1 ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီကောင်ကဒါ distance ကဘယ်လောက်ရှိလဲဆိုတော့ဒီကနေအပေါ်ထိကဒီမှာကျွန်တော်2 မီတာရှိတယ်ပေါ့နော်2 မီတာဒီမှာလည်း2 မီတာရှိတယ်ဒီ horizontal ကကြတော့ဒီကနေ A ကနေ B ထိဒီ distance ကကြတော့ဒီ distance ကဒါဆို 1.5 ရှိမယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့တွက်လို့ရပြီပေါ့နော်အဲ့တော့ summation FA summation F1 နော်နောက်ပြီးတော့ moment လည်းမယ်ဆိုလို့ရှိရင်ဒါ time mode ထွက်လာမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဘယ်ကနေစတွက်မလဲဆိုလို့ရှိရင် moment အရင်လေးလိုက်မယ် B မှာ moment လေးလိုက်ပါနော်အဲ့တော့ B ဆိုတဲ့ point moment လိုက်မယ် summation MB လောက်လိုက်မယ်ပေါ့နော် MB equal to 0 clockwise ကိုအပေါင်းလိုက်ယူမယ် okay ဒါဆိုလို့ရှိရင် B မှာလေးမယ်ဆိုလို့ရှိရင်ဘယ်ဟာတွေကလေးမှာလဲဆိုတော့ DX က moment 40မှာ DX ကဘယ်လိုလေးမလဲဆိုတော့ counter clockwise နဲ့လေးမှာပေါ့အဲ့တော့ minus DX ကဘယ်လောက်နဲ့လေးမှာလဲဆိုတော့2 မီတာနဲ့လေးမှာပေါ့နော်2ဒါ DX ပြီးသွားပြီလို့ရှိရင်ကျွန်တော်ကဒီAX လေး AX ကလည်းကျွန်တော် counter လေးပေါ့ AX အဲ့တော့ minus တော့ကြတော့196.4ပေါ့ဒီသူကဘယ်လောက်နဲ့လဲမှာလဲဆိုတော့4 မီတာနဲ့လဲဒီတင်တစ်ခုပေါ့နော်4 မီတာနဲ့လဲလို့ရှိရင်နောက်ထပ်200ဒါ A1 ပေါ့သူကလည်းအမြပတ်လိမ့်မှာသူလည်း counter clockwise အဲ့တော့သူလည်း minus ပဲဒီမှာရေးလိုက် minus သူက200သူရဲ့ distance ကကြတော့ဒီကနေဒီထိ 1.5 equal to 0ဒါဆိုလို့ချင်းဒီဟာတွေအကုန်လုံးရှင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ DH ထွက်လာမယ် DH equal to နော်ဒီဟာဆိုလို့ရှိရင်ကျွန်တော် minus လောက်ရမလို့ဆိုလို့ရှိရင် 542.8 ရမယ် 542.8 newton ပေါ့ဆိုရင် DH ရပြီအဲ့တော့ DH ရပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဒီ BH ကိုရှာလိုက်ရပြီအဲ့တော့ B1 လည်းရှာလိုက်ရပြီအဲ့တော့ပထမဆုံး BH ကိုရှာလိုက်မယ် summation F or H equal to 0နောက်တော့တော့လို့ရှိရင်အပေါင်းအဲ့တော့ဘာရှိမလဲဆိုတော့ရှိရင်ကျွန်တော် BH ရှင်းမယ်ပြီးလို့ရှိရင်အပေါင်းပထမဆုံးဒီတရားပေါ့နော်ဒီ DH ကကြတော့ minus ပေါ့တခါတည်းတက်လိုက်မယ် minus 542.18ပြီးလို့ရှိရင်အပေါင်းဒီ196ပေါ့196အမှန်လေးဒါဆိုလို့ရှိရင် equal to 0အဲ့တော့ BH ကဘယ်လောက်ရမလဲဆိုတော့ဘယ်လောက်ရမလဲဆိုလို့ရှိရင်3 4 6 1 4
newton ရမယ်ဒါ px ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ b1 ဆိုလို့ရှိရင်တော့ကျွန်တော် summation f1 နဲ့ရှာလိုက်မယ် summation f1 equal to 0ပေါ်တက်လို့ရှိရင်အပေါင်းအဲ့တော့မရှိမလဲဆိုတော့ b1 ရှိမယ်ပေါ့နော် b1 ရှိမယ်ရှိတာဒီတစ်ခု b1 ရဲ့နောက်တစ်ခုက minus 200ရရှိမယ် equal to 0ဒါဆိုလို့ရှိရင် b1 က200ပေါ့ newton ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုကျွန်တော်ကပေါင်းပြီးတော့ရေးလိုက်မယ်ဆိုလို့ရှိရင် b နော် force b beta ဆိုလို့လိုချင်တယ်ဆိုလို့ရှိရင်ဘယ်လိုရှင်းမလဲဆိုတော့ x direction မှာ346.4တော့ကြတော့ပေါင်းတာနော် x direction မှာ i plus y direction မှာကြတော့200j လို့ရှိရင် newton ဆိုပြီးရမယ်ပေါ့နော်ဒါအဖြေပဲဖြစ်ပါတယ်အဲ့တော့သူ့ကိုကျွန်တော်တို့က incline force ပြောင်းလိုက်လို့ရတယ် incline force ပြောင်းမယ်ဆိုလို့ရှိရင်တော့သူ့ကိုsquare root လုပ်ပြီးတော့နှစ်ထပ်ကင်းတင်ပြီးတော့ပေါ့နော်နှစ်ထပ်ကင်းတင်ပြီးတော့ပေါင်းပြီးတော့ square root ရှာလိုက်မယ်ဆိုလို့ရှိရင်ဒါအဆောင်တန်ဖိုးထွက်လာမှာဖြစ်တယ်ဆိုတော့ဒါဆိုလို့ရှိရင်တော့ဖြေရကြတော့ရပြီပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်